မိကြောင်းအဲ့မိကြောင်းကသွားတော့ဟိုဟာနဲ့အစာနဲ့သွားတာဟိုကလာခွေးလာတခုတော့ဆွဲတာတိတ်အဲဟိုဟာနဲ့တိုက်ပြီးတော့မယ်ဟဲရှောင်းဝါတော့ဟောမျက်လုံးမပါပဲနေမလားကြီးပဲကြာလူတန်ကြားလို့ဘယ်လိုချောင်းနဲ့ခုံကြရဲလဲအေးနဲတော့မဟုတ်ကြကိုကြီးဝန်းတော့ငိမ့်ကြခေါင်းကအဖြူနဲ့တွေ့အားပါပြီအဲငါရိုက်နေအောင်သိရထင်တယ်သိရအေးရောနဲတော့မဟုတ်ကြမြုပ်သွားပြီလူတွေတို့အမဲချိတ်ကြီးကပေါ်နေတွေ့ရမမြုပ်ဘူးဟိုကရက်နေရဩငုတ်သွားပြီဟာငုတ်တာလေဖြည်းငုတ်တာအဲဟိုဘက်လောက်ကြမှာပေါ်လို့ဟဲ့နည်းနည်းရေထဲခုန်ကြရဲစို့ခုန်ကြလေနေမခုန်ကြမယ်ခဏငါ့ကိုပြောဟိုအခုငုတ်ဝိုင်းဟိုဘက်လောက်မှာသွားပေါ့ဟိုဝဲထိတ်လောက်သွားမနေနဲ့ဟာဟိုကအမီးနဲ့ရရလို့မဟိုဘက်မှာပြန်ပေါ်လာတဲ့နီးလေးပဲပြန်ပေါ်လာကြအစပါတယ်ဒီကောင်တစ်ခုတော့ဆွဲလာတယ်အကြီးပဲကျနော်အဲ့ဒီနာနီးလေးနဲ့ယုံငါတော့ဆိုဝဲထိတ်ရောက်ပြီလို့နော်မဟုတ်ကြအဲ့ဒါပါပြူဒီနဲ့ဒီတစ်ပတ်မှာဒီရိုးမှာတော့ဆရာကြီးပဲဟောလာပြီနေခုံချရဲစို့ကောင်းလေးထောင်မကျူးရွာတဲ့ဘက်သွားမှာရေစက်တက်ရေလုံးစဲကျော်လိုပောက်သွားရေလုံးတက်ဆဲပဲရေစက်တက်တယ်သွားပြီဟိုဘက်စာပါလာစာတင်မတာပါဝဲစာပါလာမလို့ငါဝက်တွေကြီးဥဆိုင်ရိုက်တော့